င်းဖျားနဲ့တွေ့ဘူးလို့လားဟမ်ဖျားနဲ့ဆုံဘူးလို့လားတွေ့ဘူးတယ်ဆုံဘူးတယ်ထားပါဦးကွာကမင်းမမိလို့လားပြူပြီးတော့တကယ်တီးထားတာကအဲ့ဒါဘုရားမဟုတ်ဘူးဗျာဆင်းလူကြီးရုပ်ပွားတော်တွေဆင်းလူတွေအဲ့ဒါဆင်းလူတွေကဲမင်းရုပ်ပွားတော်တွေကိုအာယုံပြုတယ်ပဲထားပါတော့ဘယ်ရုပ်ပွားတော်တို့ဘာများမှုလဲအလိုတော်ပြည့်လားပရမများမြဲရှင်ဟမ်အဲ့ဒီဆင်းလူတွေရောတဆူနဲ့တဆူရောတူရဲ့လားနင်းမြဲမြဲမှတ်ထားပုံတော်ကိုအာယုံမပြုတ်ရဘူးဒါတွေ့လားဂုံတော်ကိုအာယုံပြုတ်အရဟံ1500ကိလေသာတို့မှာဝေးကွာတော်မူသောမြတ်စွာဘုရားအရဟံလူနဲ့မြမတတ်တော်အပေါင်းတို့ပူဇော်ဥခိုက်ခြင်းကိုခံတော်မူထိုက်တော်မြတ်စွာဘုရားဆိုပြီးဓမ္မတက်တဲ့အာယုံပြုရတယ်ကိုယ်